Hello မင်္ဂလာပါဒီနေ့မှာတော့စုကမိနစ်ပိုင်းအတွင်းမှာအရန်ကိုမှရတာရှိတဲ့စားစားလေးတစ်မျိုးကိုချက်ပြပေးမှဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုတော့အာလူကိုပေါ့နော်ဆိုတော့ဘီဘီကျူအမောက်နဲ့ထည့်ပြီးတော့လုပ်စားရဖြစ်ပါတယ်အရင်ဆုံးဆိုတော့စပြီးတော့လုပ်ဖို့ဆိုလို့ရှိရင်အာလူကြကြီးလေးကိုပေါ့နော်အနေတော်လေးတွေမပါမထူလေးတွေကိုလှီးပေးထားမှဖြစ်ပါတယ်လှီးပေးထားပြီဆိုလို့ရှိရင်တော့ဆိုတော့အဲ့ဒါလေးကိုပကံလေးထဲမှာထည့်ပြီးလို့ရှိရင်ချက်ပေါင်းဝင်မယ်ပေါ့နော်နည်းနည်းထန့်သွားအောင်ပေါ့နော်လုံးဝပြုတ်အိမ်ညာလည်းမပေါင်းပါဘူးငါဆိုတော့9မိနစ်9မိနစ်လောက်ပေါင်းပြီဆိုလို့ရှိရင်စီဖူလေးတွေမှာထည့်ပြီးတော့ကြော်လိုက်မယ်ကြော်ပြီးတော့အယောင်လေးတွေနဲ့ရေးပြီးတော့ထန့်လိုက်ပြီဆိုလို့ရှိရင်ဆိုတော့ဒီမာလာမုံလေးပေါ့နော်ဒီဘီဘီကျူမှာသုံးတဲ့မာလာမုံလေးကိုထည့်ပြီးတော့ဝယ်ရဖြစ်ပါတယ်အဲ့ဒါတော့အဆက်ကြိုက်တဲ့သူပေါ်မူတည်ပြီးတော့အနေများထည့်လို့ရပါတယ်ပြီးလို့ရှိရင်ကျက်သွန်မိတ်လေးကြိုက်လို့ရှင်ထည့်လို့ရပါတယ်လာလဲလာတယ်မစားလို့လည်းကောင်းနေပေါ့နော်နားလေးဖြူလို့ရပါတယ်အခုဆိုလို့ရှိရင်တော့လုံးဝကိုမှအရသာရှိပြီးတော့မိုးရေးလည်းမိုးရေးတယ်အချင်းတိုးနဲ့ချက်ရလွယ်တဲ့အာလူကြော်လေးရပါဖြစ်ပါတယ်အာလူမလာလည်းရယူပဲဖြစ်ပါတယ်အရန်ကုန်မှာစားလို့ကောင်းပါတယ်လှုပ်ရှားကြည့်ပါထွန်းကြည့်ပါကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်